ဒီကိုရလုံးမဲမင်္ဂလာပါဗျာနော်ကျွန်တော်ဒါဒီကြားထဲမှာဒါခြေစမ်းပွဲလေးတွေနည်းနည်းလေးဝင်လာလို့ဆိုပြီးတော့ကျွန်တော်ဒါ channel မှာတော့တင်ပေးဖြစ်တယ်ဒီဗီဒီယိုတော့ကျွန်တော်မရိုက်ဖြူပြဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော်တို့ဒါရှုံးထွက်နော်ဒါဥရောပ၄နေရာအတွက်ဒီနေ့ရဒါလုံးဝရှုံးထွက်အပွဲကြီးပွဲကောင်းနေကြီးပဲဗျာနော်အဲ့ထက်မှကျွန်တော်ဒါအကြိုက်တွေ့တဲ့ပွဲလေးနှစ်ပွဲလောက်တော့ကျွန်တော်ရွေးထုတ်ပေးမယ်ပထမဆုံးအနေနဲ့ကျွန်တော်ဒီနေ့ဒါချင်းပြိုင်တဲ့ပွဲတွေဒီကျွန်တော်ဒါရှုံးထွက်ဖြစ်သွားပြီကျွန်တော်ဒါဥရောပအဆင့်၄နေရာအတွက်ကျွန်တော်တသင်းကအိမ်လက်ပြန်မယ်ပွဲပြဒီပွဲမှာကျွန်တော်တို့ဒါနှစ်မျိုးဖို့ကောင်းတာကဆွီဒင်နဲ့ပိုလန်က final မှာလာတွေ့တာတော့နှစ်မျိုးဖို့ကောင်းဒီနှစ်သင်းလုံးကဗျာဒီဟိုပြီးခဲ့တဲ့ကျွန်တော်ကပ္ပဖလားဆက်ကိုတော့ဒီနှစ်သင်းလုံးကဒါမြင်တွေ့ခဲ့ရတာအုပ်စုစင်းလို့ကျွန်တော်တို့เนาะဒါပုံစံမျိုးနဲ့မြင်တွေ့ခဲ့ရတယ်နှစ်သင်းလုံးကဒါကောင်းနေဗျာเนาะအဲ့တော့ဒီနှစ်သင်းထိထိတာတွေ့ရဆိုတော့တစ်သင်းကတော့ကျွန်တော်တို့ဒါရှုံးထွက်နေကျွန်တော်တို့အိမ်ပြန်မှာဖြစ်တယ်အဲ့တော့နှစ်သင်းလုံးကိုလည်းကျွန်တော်တို့ကကြိုက်တယ်ဗျာเนาะဒါဆွီဒင်ရောပိုလန်ရောကတကယ်ကောင်းတဲ့အသင်းတွေကြီးပဲလက်ရှိကျွန်တော်တို့ဒါဒီပထမဆုံးအနေနဲ့ကျွန်တော်ဒါဆွီဒင်နဲ့ပိုလန်နဲ့ပွဲလေးကိုကျွန်တော်ရင်ဆုံးသုံးသက်ကြည့်အောင်ဆွီဒင်နဲ့ပိုလန်ကကျွန်တော်တို့ဒါနှစ်သင်းလုံးရဲ့ head to head ရဆိုလို့ရှိရင်ဒီနေ့ပွဲဒီကျွန်တော်တို့ဒါဆွီဒင်အိမ်ကွင်းမှာကန်ရမှာဖြစ်တယ်ဆွီဒင်အိမ်ကွင်းမှာဆိုလို့ရှိရင်တော့ဒါဆွီဒင်ကဟိုကျွန်တော်တို့ဒါခေတ်ဆက်ဆက်ပေါ့နော်ဒါဟိုပိုလန်ကိုတွဲဆော်မှုတွေမှာအသာစီးရထားတယ်နော်အိမ်ကွင်းမှာပြောတာနော်ဒါအတူကနောက်အိမ်ကွင်းဝဲကွင်းကြည့်မယ်ဆိုလို့ရှိရင်လည်းပိုလန်ကနိုင်လိုက်ဆွီဒင်ကနိုင်လိုက်ကျွန်တော်တို့ဒါဟိုတပြန်စီပေါ့နော်သူနိုင်လိုက်ကိုနိုင်လိုက်နဲ့နိုင်တယ်ဆိုပေမဲ့အိမ်ကွင်းမှာတော့ဆွီဒင်ကပို့ပြီးတော့နည်းနည်းလေးအသာစီးရထားတာတော့တွေ့ရတယ်လက်ရှိကျွန်တော်တို့ဒါဆွီဒင်ရဲ့နောက်ဆုံး၅ပွဲလောက်ကိုခြုံကြည့်ရမယ်ဆိုရင်ရောဗျာဒီဆွီဒင်ကအဲ့လောက်ထိဟိုရလက်ကတော့တိတ်မကောင်းဘူးကျွန်တော်တို့ဒါအိမ်ကွင်းတွေမှာဆွစ်ဇာလန်ရှုံးတယ်ကိုဆိုဗိုရှုံးတယ်ဒါပြီးခဲ့တဲ့ကျွန်တော်တို့ဒါဟို29ရက်နေ့ရမှာเนาะဒါယူကရိန်းကိုတော့ဟိုဂျားကွင်းမှာနိုင်ထားတာဗျာเนาะအဲ့တော့ဆွီဒင်ကိုတော့ကြိုက်တယ်ဒါပေမဲ့တိတ်ပြီးတော့မယုံရဘာလို့လဲဆိုဆွီဒင်ကတော့ဆောက်ကျွန်တော်တို့ရလက်တွေကဆိုးလာတာရလက်တွေဆိုးလာတယ်ပြီးတော့ဒီဂျားကွင်းမှာဒါယူကရိန်းကိုနိုင်ထားတာဆိုတော့ဆွီဒင်ကဟိုခြေမှန်လားမမှန်လားဆိုတော့ကျွန်တော်တို့ဒါအရင်ကြီးသွားပြီးတော့ရှုံစားလို့တော့မရသေးဘူးအဲ့တော့ပိုလန်နေနဲ့ကြည့်ရမှာဆိုရင်တော့ပိုလန်ကတော့ယုံကျင်စရာတော့ကောင်းတယ်ဗျာเนาะဘာလို့လဲဆိုလို့ရှိရင်ပိုလန်ကကျွန်တော်တို့ဒါအိမ်ကွင်းရောအဝေးကွင်းရောမှာဆိုလို့ရှိရင်တောက်လျှောက်ကျွန်တော်တို့ဒါတစ်ပွဲနှစ်ပွဲသုံးပွဲလေးပွဲငါးပွဲ၆ပွဲ10ပွဲလောက်ထိကိုကျွန်တော်တို့ဒါရှုံးပွဲလုံးဝမရှိပဲနဲ့เนาะဟိုကစားထားတာရလက်ဒီကောင်းမွန်ထားတယ်ဒါဖင်လန်တို့နယူးဇီလန်တို့နိုင်ထားတယ်နယ်သာလန်တို့အသင်းမျိုးတော်မှာကျွန်တော်တို့အိမ်ကွင်းရောအဝေးကွင်းရောမှာဒါ1-1တစ်ပေါက်နဲ့တည်ကန်ထားတာကိုတွေ့ရတယ်ဗျအဲ့တော့လူစင်းရကြည့်ရမယ်ဆိုလို့ရှိရင်လည်းဆွီဒင်ကတော့လူစင်းပိုတောင်းတယ်ပိုတောင်းတင်းတယ်ကျွန်တော်တို့ဒါအာဆင်နယ်ကเนาะဒါတိုက်စစ်မှုပါမယ်ပြီးရင်ကျွန်တော်တို့ဒါအီလန်ကာတို့ဘာလို့ပါမယ်ဒါဆွီဒင်နေနဲ့ကလူစင်းပိုတောင်းတင်းတယ်ပိုလန်ကတော့တိတ်ပြီးရမမဆဆတော့မရှိဘူးဟိုတကယ် quality ကောင်းတဲ့ player က2ယောက်လောက်ပဲရှိတယ်ဒါလီယွန်ဒေါစကီတို့ဘာလို့เนาะဒီလောက်ပဲရှိတယ်အဲ့တော့ဒီနေ့ပေးထားတဲ့ဈေးတန်းရဆိုလို့ရှိရင်ကျွန်တော်ကဆွီဒင်ကနေပြီးတော့ကျွန်တော်တို့အင်ရှင်ဆွီဒင်က level 80ရှုံးနဲ့ပြန်ဖောက်တယ်ဂိုးပေါင်းကတော့နှလုံးကို80ရှုံးနဲ့ပြန်ဖောက်တယ်ဗျာနော်အဲ့တော့ဒီနေ့ပွဲကကျွန်တော်တို့အင်ရှင်ဆွီဒင်ကနည်းနည်းလေးတော့အသာစီးရထားတယ်ဒါပေမဲ့လက်ရှိ result အရကြည့်မယ်ဆိုလို့ရှိရင်ပိုလန်ကတော့ပို့ပြီးတော့ယုံကြည်စရာတော့ကောင်းတယ်ဗျာအဲ့တော့ body ကိုတော့ကျွန်တော်နည်းနည်းလေးတော့ရှောင်ကြည့်ခြင်းနဲ့ကျွန်တော်ဂိုးပေါင်းကိုတော့ပေးခြင်းတယ်ဗျာနော်ဂိုးပေါင်းကကျွန်တော်တို့စိတ်ထင်တော့ဒီနေ့ပွဲကနှလုံး80ရှုံးဆိုတော့ကျွန်တော်တို့ဒီ1-1တစ်ပေါက်သွားမလားဒါမှမဟုတ်ပဲ1-2-1တစ်ပေါက်သွားမလားဒါမှမဟုတ်1-1သွားပြီးတော့ကျွန်တော်တို့ဒါအချိန်ပိုတွေ penalty အထိပဲသွားမလားနှစ်သင်းလုံးကတော့ဒါမြန်မာဆိုင်နဲ့လက်ရှိမှာဆိုလို့ရှိရင်တော့ဒါပိုလန်ကတင်းဖွဲမှုစုဖွဲ့မှုအားကပိုကောင်းတယ်ဆွီဒင်ကတော့တိတ်ပြီးတော့ယုံစားလို့မရဘူးအဲ့တော့ကျွန်တော်ဒီနေ့ဂိုးပေါင်းဈေးကနှလုံးကို80ရှုံးဆိုတော့လက်ရှိဈေးတန်းရဆိုလို့ရှိရင်ကျွန်တော်ကဒါဆွီဒင်နဲ့ပိုလန်ပွဲကိုကျွန်တော်ဂိုးပေါင်းအပေါ်ကျွန်တော်ပိုကြိုက်တယ်ဂိုးပေါင်းအပေါ်နေတော့စွန့်စားကြည့်ခြင်းလည်းဗျာနော် body ကတော့ body အနေနဲ့အကြံပေးရမယ်ဆိုလို့ရှိရင်တော့ပိုလန်ကတော့ခြေပိုကောင်းတယ်မှန်တယ်ဆိုပေမဲ့ဆွီဒင်ကိုတော့ဟိုဘယ်လိုပြောမလဲကျွန်တော်ဒါ body အကြံပေးရမယ်ဆိုလို့ရှိရင်တော့ဆွီဒင်ကိုတော့ကျွန်တော်ပိုကြိုက်မိတယ်ဆွီဒင်နေနဲ့ကတော့ဒါအိမ်ကွင်းမှာတော့မရှုံးတော့ဘူးထင်တယ်အနည်းဆုံး3ရီလောက်ထိတော့ကစားနိုင်မယ်လို့ထင်တယ်ဒါပေမဲ့တစ်ဖက်ပိုလန်ကိုလည်းသွားပြီးတော့အရင် short တက်လို့မရဘူးဒါဈေးနှံအပြောင်းလဲပုံမူတည်ပြီးတော့ကျွန်တော်တို့ကဒါဆော့ရမှာဗျာနော်အဲ့တော့ကျွန်တော် channel ထဲမှာပဲကျွန်တော်ဈေးနှံအပြောင်းလဲပုံမူတည်ပြီးတော့ channel ထဲမှာပဲတင်ပေးမယ်လက်ရှိသုံးသပ်မှုရတော့ဒါဆွီဒင်နဲ့ပိုလန်ပွဲကိုတော့ကျွန်တော်ကပေါင်းအပေါ်ကြိုက်တယ်နောက်ထပ်တစ်ပွဲကကျွန်တော်တို့ဒါအီတလီပွဲဗျာနော်အီတလီကကျွန်တော်တို့ဒါဘော့စနီးယားနဲ့ကန်မှာနှစ်သင်းလုံးရဲ့ head to head ရကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အီတလီကတော့ဒါတွေ့ဆုံမှုတိုင်းမှာအများနဲ့နိုင်ထားတယ်ဒါပေမဲ့ဒီနေ့ပေးထားတဲ့ဈေးတန်းရဆိုလို့ရှိရင်ကျွန်တော်တို့ကဒါတစ်လုံးကို9ပြားအရှုံးနဲ့ဆိုတော့နော်ဟိုအီတလီကနိုင်တော့နိုင်မယ်ဒါပေမဲ့ဈေးတန်းအောင်ပါမလား1ကတ်နိုင်သွားမလား1-2-1 တစ်ပေါင်းနဲ့ကျွန်တော်တို့ကတ်နိုင်သွားမလားဒါမှမဟုတ်0-1နဲ့နိုင်မလားတရေနဲ့သွားပြီးတော့ကျွန်တော်တို့အချိန်ပိုအထိရောက်မလားလက်ရှိအီတလီကကျွန်တော်တို့ဘယ်လိုပြောရမလဲဆိုတော့ဟိုအရင်တော့အီတလီတော့မဟုတ်တော့ဗျာအရင်တော့အီတလီကတော့တီတို့ပါလို့နော်တော့တီတို့ပါလို့ရှိတော့ကအီတလီကကျွန်တော်လုံးဝ quality ကောင်းကောင်း player တွေရှိရဲတိုက်စစ်ပိုင်းမှာရောဒါကွင်းလယ်ပိုင်းမှာရောလုံးဝကစားသမားကောင်းတွေရှိတယ်လက်ရှိအီတလီကမကောင်းလို့ပြောလာတော့မဟုတ်ဘူးဒါပေမဲ့အရင်တော့အ
အီတလီရဲ့လူစင်းဖွဲမှုပုံစံကိုတော့လုံးဝမမီတော့တာကိုကျင်းတည်တယ်ဗျာနော်အဲ့တော့အီတလီရဲ့ကျွန်တော်တို့ဒါဟို result ပိုင်းကိုကျွန်တော်အရင်ဆုံးကြည့်အောင်အီတလီရဲ့ result ကကျွန်တော် Israel ကိုနိုင်ထားတယ်ကျွန်တော်တို့ဒီ Moldova တို့ဘာတို့နိုင်ထားတယ်ဒါ Norway ကိုတော့ဒါရှုံးနေထားတယ်ဗျာနော် Northern Ireland ကိုလည်းဒါ 2-0 နဲ့အိမ်ခွင်းမှာနိုင်ထားတယ်ဆိုပေမဲ့တကယ်ကျွန်တော်တို့ဒီအသင်းကြီးနဲ့တွေ့လို့ရှိရင်ဗျာနော်နည်းနည်းကောင်းတဲ့အသင်းကြီးတွေ Belgium တို့လိုအဆင့်ရှိတဲ့အသင်းကြီးတွေဒီလိုအသင်းကြီးတွေဒါဂျာမနီတို့ပြင်သစ်တို့လည်းဒါရှုံးထားတယ်အသင်းကြီးနဲ့တွေ့လို့ရှိရင်အီတလီကရှင်တိုက်မယ်ဆိုလို့ရှိရင်အီတလီရဲ့တိုက်စစ်ကအလုံးမလုံးတော့ဘူးဗျာနော်တော်တော်လေးကိုဒါဟိုတော့ဟိုအသင်းကြီးနဲ့တွေ့လို့ရှိရင်ကျွန်တော်တို့เนาะဒါတိတ်ပြီးတော့လုံးမလုံးနိုင်ဘူးအီတလီကဒါအသင်းငယ်လေးလောက်ပဲဒါအနိုင်ရတာတော့တွေ့ရတယ်အဲ့တော့ဒီနေ့ပေးထားတဲ့ဈေးတန်းရဆိုလို့ရှိရင်เนาะကျွန်တော်ကအီတလီကကျွန်တော်တို့ဒါတစ်လုံးကို9ပြားအရှုံးနဲ့ကျွန်တော်တို့စထားတယ်ကိုပေါင်းဈေးကတော့နှလုံးကိုကျွန်တော်85ပြားအရှုံးနဲ့စတင်ထားရဗျာเนาะအခုပေးထားတဲ့ဈေးတန်းရဆိုလို့ရှိရင်เนาะအီတလီကျွန်တော်စိတ်တင်ဒီနေ့နိုင်တော့နိုင်လိမ့်မယ်အီတလီကတေချာပေါက်တက်မှာပဲဒါပေမဲ့နိုင်တော့နိုင်လိမ့်မယ်ဒါပေမဲ့တစ်လုံး9ပြားရှုံးဆိုတော့ကျွန်တော်တို့ဒါ9ပြားလောက်ရင်းပြီးတော့အီတလီ body ကိုတော့ကျွန်တော်ထိုင်ကြည့်ခြင်းနဲ့ဒါနီးပြ Gattuso ကလည်းဒါအကောင်းဆုံးပြင်ဆင်လာမယ်လို့ထင်တယ်ဗျဒီနေ့ကဒါရှုံးထပ်ပွဲဆိုတော့လုံးဝဒါကြမ်းမဲ့ပွဲတွေလည်းဖြစ်တယ်ပြီးတော့ head to head ရကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါဘော့စနီးယားအိမ်ကွင်းမှာဆိုလို့ရှိရင်အီတလီကဒါZ2 Z3 နဲ့နိုင်ထားတယ်ဗျာနော်အီတလီအိမ်ကွင်းမှာဒါကျွန်တော်တို့ကတ်နိုင်ထားတာရှိတာဘော့စနီးယားအိမ်ကွင်းမှာဆိုလို့ရှိရင်နှစ်ဂိုးပြတ်လောက်ထိတော့ဒါအနိုင်ဆုံးနိုင်ထားတာကိုတွေ့ရတယ်အဲ့တော့အီတလီ body ကိုတော့ကျွန်တော်ဒီနေ့9ပြားရှုံးနဲ့ကျွန်တော်ရင်းပြီးတော့စွန်စားကြည့်ခြင်းနဲ့နော်တစ်လုံး9ပြားရှုံးဆိုတော့နော်ဂိုးပေါင်းကတော့ကျွန်တော်ဒီနေ့ပွဲမှာဂိုးပေါင်းအောက်ကိုပို့ကြိုက်တယ်ဗျာနော်ဘော့စနီးယားဂိုးရနိုင်မယ်လို့တော့တိတ်ပြီးတော့မထင်ဘူးဗျာနော်ပြောလို့မရဘူးပေါ့နော်ဘောလုံးဆိုတော့အလုံးရင်းဆိုတော့ဒါကျွန်တော်တို့ဒါတင်မင်စားချက်အရာသုံးသပ်ပြီးတာဖြစ်တယ်အဲ့တော့ဒီနေ့ကျွန်တော်နှစ်ပွဲရွေးချယ်ပေးခဲ့တယ်ဗျာနော် channel ပွဲတွေကိုတော့ကျွန်တော်ဒါ channel ထဲမှာပဲတင်ပေးတယ်ဒီနေ့ပွဲနှစ်ပွဲကကျွန်တော်ဆွီဒင်ဘဲကိုတော့ဆွီဒင်နဲ့ဒါပိုလန်နဲ့ပွဲကိုကျွန်တော်ဂိုးပေါင်းအပေါ်ကြိုက်တယ်ဒါအီတလီပွဲကိုတော့ကျွန်တော်အီတလီ body နဲ့ဂိုးပေါင်းအောက်ကိုကြိုက်တယ်ဗျာနော် channel ပွဲတွေတော့ channel ထဲမှာပဲတင်ပေးမယ်အားလုံးအဆင်ပြေပါစေဗျာနော်ကွက်လက်ပါ